ဆက်နံစမှာတော့ Alice ဟာ Ellen ရှိရာစီကိုပြေးလွှာရောက်ရှိလာပါတယ်။သူမပင်မလဲလို့ဒေါသတကြီးမေးလိုက်တဲ့အခါမှာတော့သူ့ရဲ့တငယ်ချင်းတွေကသူမအပြင်ဘက်မှာရှိနေကြောင်းပြောပြလိုက်ပါတယ်။ Alice တယောက် Ellen စီကိုအပြေးသွားနေတဲ့အချိန်မှာသူ့ရဲ့တငယ်ချင်းတွေကတော့အံ့အားသင့်ကြံရင်းခဲ့ပါတယ်။ဒီလောက်လာတဲ့မင်းကလေးတွေအများကြီးကိုစိတ်ဝင်စားပဲ Ellen နာမည်ကြားတာနဲ့တင် Alice တယောက်ထိမ့်မနိုင်သိမ့်မရဖြစ်သွားတာပဲလို့သူတို့ကဝေဖန်နေကြပါတယ်။တစ်ဖက်မှာတော့အခြေအနေတွေကတကယ်ကိုဆိုးရွားနေပါတယ်။ Henry Shaw ဟာ Ellen ကိုဆိုဖာပေါ်မှာအတင်းအဓမ္မဖိထားပြီးသူမရဲ့လက်ပင်ကိုညှစ်ထားပါတယ်။မင်းအခုထိမင်းရဲ့အားကိုမရတဲ့ရီးစားအကြောင်းကိုတွေးနေတုံးလား။လိမ့်မမာနဲ့ငါ့ကိုပြုစုစမ်းပါ။ဒါမှမင်းအသက်ရှင်ခွင့်ရမှာလို့သူကချင်းချောင်းနေပါတယ်။ဒါပေမဲ့တတိရှိလာတဲ့ Ellen ကတော့ရှင်းတဲ့အတူရှိနေရမယ့်အစားတေးလိုက်တာကမှမျက်အောင်မယ်လို့ပြက်ပြက်တသားပြန်ပြောလိုက်ပါတယ်။လင်တယောက်အားကိုးရမဲနေတဲ့အဲ့ဒီစက္ကန့်ပိုင်းအတွင်းမှာပဲတကားဝကနေ Alice ရောက်ရှိလာပါတယ်။ Ellen တယောက်အားကိုးရမဲပြီး Alice ရဲ့နာမည်ကိုအော်ခေါ်နေတဲ့အချိန်မှာပဲနှုံးလင့်ထားတဲ့အတိုင်း Alice ဟာအချိန်မီရောက်ရှိလာခဲ့ပါတယ်။ဒေါသအရှင်ကြောင့်မျက်နှာတစ်ခုလုံးနီမြန်းနေတဲ့ Alice ဟာ Ellen ကိုနှိပ်စက်နေတဲ့ Henry Shaw ကိုကျမ်းပြင်ပေါ်ရောက်တော့အောင်ဆွဲချပြီးအားရပါရထိုးကြိတ်ပါတော့တယ်။သူမကိုထိဖို့ဘသူကခွင့်ပြုလိုက်တာလဲလို့ Alice ကဟင်းဟောက်ပြီး Henry ရဲ့လက်ပင်ကိုပြန်ညှစ်ထားလိုက်ပါတယ်။ဒါပေမဲ့လူရိုးမှာ Henry ကတော့ကြောက်ရွံ့သွားခြင်းမရှိပဲငါသူမကိုလွန်ခဲ့တဲ့9 နှစ်ကလေးကပိုင်ဆိုင်ခဲ့တာ။သူမရဲ့အဝတ်အစားတွေကိုစုပ်ပြဲပြီးငါအလိုချလုပ်ခဲ့တာလို့ပြောပြီး Alice ကိုရန်စားလိုက်ပါတယ်။အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့ Alice ရဲ့ဒေါသဟာအထွတ်ထိပ်ကိုရောက်သွားပြီး Henry တေလူမျိုးပါဖြစ်အောင်တရဆက်ထိုးနှက်ပါတော့တယ်။ဘေးကနေကြည့်နေရတဲ့ Ellen တော့ Alice ရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ဒေါသကြောင့်တော်ပါတော့ Alice ရှင်သူ့ကိုတတ်မိတော့မယ်လို့ငိုယိုပြီးတားဆီးရတဲ့အထိပါပဲ။နောက်ဆုံးမှာတော့ Henry ရဲ့လူတွေရောက်လာပြီးသွေးအလိမ့်လိမ့်နဲ့ Henry ကိုခေါ်သွားကြပါတယ်။ဇင်းတွေငိမ့်သက်သွားတဲ့အခါမှာတော့ Alice ဟာကြောက်ရွံ့တုန်လှုပ်နေတဲ့ Ellen ကိုရင်ခွင်နဲ့ထိပ်ပြီးတော့နှစ်သိမ့်ပေးနေပါတယ်။ Alice ကအပြင်းထန်ထိုးနှက်ချက်တွေကြောင့် Henry Shaw တယောက်သွေးလိမ့်လိမ့်နဲ့တန်းပြင်ပေါ်မှာလဲကျနေပါတယ်။ဒါပေမဲ့သူဟာအရှုံးမပေးသေးပဲ Alice ကိုမင်းကလူမွဲနှိပ်ပါတဲ့ကောင်လေးတယောက်ပါပဲ။ငါကရှောမိသားစုရဲ့အမွေစက္ကန့်သူလေးမင်းကကိုဒီလိုလုပ်ရလားလို့မန်တက်ပြီးအော်ဟစ်နေတော့ပါပဲ။ Alice ကတော့ Henry ရဲ့စကားတွေကိုအရေးမဆိုင်ပဲအေးအဆက်ဆက်အကြည့်တွေနဲ့သာကြည့်နေပါတယ်။ဒီကပိုပြီးရန်စားတဲ့အနေနဲ့ငါတို့ရှောမိသားစုကဟက်မိသားစုနဲ့စီးပွားဘက်တွေလေငါကရီယာဟတ်နဲ့လည်းအရန်ခင်တာမင်းဒီနေ့တော့သွားပြီးသားမှတ်တော့ဆိုပြီးတော့ချင်းချောက်လိုက်ပါတယ်။ Alice ရဲ့နှုတ်ဖျားမှာတော့လောင်ပြုံးတစ်ခုပေါ်လာပြီးရီယာဟတ်ဟာလာအဲ့နာမည်ကိုဒီလောက်လွယ်လွယ်ကူကူခေါ်ရတာလေလို့ပြန်ပြောလိုက်ပါတယ်။ Henry ကမင်းကပါမို့လို့ရီယန်ကိုနာမည်အပြည့်စုံခေါ်ရတာလေသူခုလေတင်ပဲဒီကိုရောက်လာတော့မှလို့ပြောနေတော့မှပဲတကယ်ပဲရီယန်တယောက်အခန်းထဲကိုရောက်ရှိလာပါတယ်။ Henry ကအာကိုတကြီးနဲ့ရီယန်ရီဒီမှာကြည့်စံဒီလူမွဲကငါ့ကိုနှိပ်စက်နေတာသူ့ကိုသင်ခန်းစာပေးလိုက်ပါလို့တိုင်တန်းပါတော့တယ်။ဒါပေမဲ့ရီယန်ရဲ့တုံ့ပြန်မှုကတော့ Henry ထင်ထားတာနဲ့လုံးဝတခြားစီပါပဲ။ရီယန်ဟာ Henry ကိုကြည့်အောင်မကြည့်ပဲ Alice ရှိမှခေါင်းငုပ်ပြီးအယိုသေးပေးလိုက်တဲ့အခါမှာတော့ Henry တယောက်စွန့်အားသွားပါတော့တယ်။ Alice ဟာတကယ်တော့ Rian ရဲ့အထက်လူကြီး Head မိသားစုရဲ့တကယ်အရှင်သခင်ဖြစ်နေမှ Henry တယောက်သိရှိသွားပါတော့တယ်။ Henry Shaw တယောက်အကြီးကျယ်နောင်နာရနေတာကိုတွေ့ရပါတယ်။သူအားကိုတကြီးတိုင်တန်းခဲ့တဲ့ Rian ဟာတကယ်တော့သူထင်သလို Alice ကိုအပြစ်ပေးဖို့ရောက်လာတာမဟုတ်ပဲ Alice ရဲ့ရှေ့မှာအယိုသေးပေးဖို့ရောက်လာတာဖြစ်နေလို့ပါပဲ။ဒီတယောက်ကြောက်ရွံ့တုန်ရည်ပြီးငါမှားသွားပါတယ်ခွင့်လွတ်ပါလို့တောင်းပန်နေပေမဲ့ Alice ရဲ့တငယ်ချင်းဖြစ်သူကဒါမြို့မှာအချမ်းသာဆုံးဖြစ်တဲ့ Mr. Head ပဲမင်းသူ့ကိုစော်ကားလိုက်တာမင်းတို့အဆုံးသက်ပဲလို့ပြောလိုက်တဲ့အခါမှာတော့ Henry တယောက်မျောလင့်ချက်ကုံဆုံးသွားပါတော့တယ်။တစ်ဖက်မှာလည်း Ellen ကအံ့အားသင့်လို့နေပါတယ်။သူမရဲ့ဆင်းရဲတဲ့ရီးစားလေးလို့ထင်ခဲ့တဲ့ Alice ကတကယ်တော့တစ်မြို့လုံးကကြောက်ရွံ့ထက်ရန်ယူသေးရတဲ့ဘီလီယံနာတထေးကြီး Mr. Head ဖြစ်နေမှန်းသိလိုက်ရတဲ့အခါသူမဘာပြောရမှန်းမသိတော့ပါဘူး။ Alice ကတော့အေးအေးဆေးဆေးပါပဲသူဟာ Secret လိတ်ကိုမိညှိလိုက်ပြီးဒီနေ့ကစပြီး Head မိသားစုနဲ့ရှောမိသားစုကြားကစီးပွားရေးပတ်သက်မှုတွေအားလုံးကိုဖျက်တောက်ပစ်မယ်လို့အမိန့်ပေးလိုက်ပါတယ်။ဒါဟာ Henry တယောက်တည်းတင်မကပဲသူရဲ့မိသားစုတစ်ခုလုံးကိုပါကြောက်တယ်တွန်းပို့လိုက်တာပါပဲ။ Henry ဟာ Alice ရဲ့ခြေသလုံးကိုဖတ်ပြီးကျေးဇူးပြုပြီးအခွင့်အရေးတစ်ချိန်လောက်ထပ်ပေးပါလို့ငိုယိုတောင်းပန်နေပေမဲ့ Alice ကတော့ဂရုမစိုက်ပဲ Ellen ကိုသာကြည့်နေပါတော့တယ်။
Alice ရဲ့အဆင့်တန်းမှန်ကိုသိရှိသွားပြီဖြစ်တဲ့ Ellen တယောက်သူတို့ရဲ့ဆက်ဆံရေးကိုဘယ်လိုထိန်းသိမ်းသွားမလဲဆိုတာကတော့ဆက်လက်ပြီးတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဇက်လန်ရဲ့အလှည့်ပြောင်းတစ်ခုနဲ့ Ellen ဟာသူမမမျှော်လင့်ထားတဲ့လူတစ်ယောက်နဲ့တွေ့ဆုံခဲ့ရပါတယ်။ဒီလူကတော့ Alice ရဲ့အဖိုးသို့မဟုတ် Head မိသားစုရဲ့အကြီးအကဲပဲဖြစ်ပါတယ်။သူက Ellen ကို Alice နဲ့ပတ်သက်တဲ့ဖုံးကွယ်ထားတဲ့အမှန်တရားတွေကိုစတင်ပြောပြလာပါတော့တယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက Alice ရဲ့အဖေဟာအဖိုးဖြစ်သူရဲ့ဆန္ဒကိုစန့်ကျင်ပြီး Alice ရဲ့အမေနဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။ Alice ရဲ့အမေဟာချမ်းသာတဲ့မိသားစုကမဟုတ်ပဲတာမန်နောက်ခံကအလားတူတစ်ယောက်ပါ။ဒါပေမဲ့လက်ထပ်ပြီးတဲ့နောက်မှာတော့သူမဟာစည်းစိမ်ဥစ္စာနဲ့အဆင့်တန်းပေါ်အလွန်မဲ့မော်လွန်းတဲ့သူမရဲ့ဗီဇအစစ်မှန်တွေကိုပြသလာခဲ့တယ်လို့အဖိုးဖြစ်သူကဆိုပါတယ်။ဒီအခြေအနေတွေကြောင့်အဖိုးဖြစ်သူဟာဒေါသထွက်ပြီးသူတို့ကိုမိသားစုကနေနှင်ထုတ်ခဲ့တာပါ။အဲ့ဒီချိန်ကစပြီး Alice ဟာဟမ်မိသားစုရဲ့စောင့်ရှောက်မှုနဲ့အခွင့်အရေးတွေအားလုံးဆုံးရှုံးခဲ့ပြီးမိသားစုနဲ့ဝေးရမှာပဲကြီးပြင်းခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီစကားတွေကိုနားထောင်နေရတဲ့ Ellen တယောက်ကတော့ Alice ရဲ့ခါးသီးတဲ့အတိတ်တွေကိုသိသွားတဲ့အခါမှာတော့ Alice အတွက်စိတ်မကောင်းဖြစ်သွားရပါတယ်။ Alice ရဲ့အဖိုးက Ellen ကိုကြီးချောင်းတွေဘာကြောင့်လာပြောပြနေရတာလဲ။သူတို့နှစ်ယောက်ရဲ့ရှေ့ဆက်မဲ့လန်ခီမာရောဒီအတိတ်တွေကဘလို့တားဆီးတွေဖြစ်လာအောင်မလဲဆိုတာကတော့ဆက်လက်ပြီးတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ခုချိန်မှာတော့အချိန်တွေကပိုပြီးတော့ရှုပ်ထွေးလာပါပြီ။ Alice ရဲ့အဖိုးဖြစ်သူက Ellen ကိုဒီလိုအမှန်တရားတွေကိုသိရလားလို့မေးလိုက်တဲ့အခါမှာတော့ Ellen ကဘလို့မှန်တရားလဲဆိုပြီးပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်။ Ellen ကလွန်ခဲ့တဲ့9နှစ်ကအကြောင်းအရာတွေကိုရှင်းပြဖို့ကြိုးစားပေမဲ့အနားမှာရှိနေတဲ့အမျိုးသမီးတစ်ယောက်ကတော်လိုက်တော့ Ellen ဆိုပြီးဖျက်ပြောလိုက်ပါတယ်။သူမကဆက်ပြီးတော့ Alice ရန်ဖြစ်ပြီးဆေးရုံတက်နေတယ်ဆိုတာကြားလို့ချက်ချင်းရောက်လာခဲ့တာဖြစ်ပြီးတော့ Ellen ကတော့အဲ့ဒီတုန်းက Alice ကိုဆွန့်ပစ်သွားတဲ့သူပါဆိုပြီးတော့ဆွဆွဲလိုက်ပါတယ်။ဒီနောက်မှာတော့သူမဟာ Ellen ကိုပါရိုက်ဖို့အတွက်ကြိုးစားပါတော့တယ်။ဒီမှာ Alice ကရုတ်တရက်ရောက်လာပြီးအဲ့မျိုးသမီးရဲ့လက်ကိုဖမ်းဆွဲလိုက်ပါတယ်။ Ellen ကတော့သူမတို့နှစ်ယောက်ကိုရက်ပြီးတော့ကြည့်နေခဲ့ပါတယ်။အဲ့ချိန်မှာပဲအဖိုးဖြစ်သူက Alice ရဲ့လက်ကတန်ရာကိုဒီထားမိသွားပါတော့တယ်။ဒါမှမဟုတ် Alice ရဲ့တငယ်ချင်းကိုလက်ကတန်ရာကဘာဖြစ်တာလဲဆိုပြီးတော့လှမ်းပြီးတော့မေးလိုက်တယ်။ Alice ကတော့အဲ့ဒီအကြောင်းကိုပြန်လည်ဖြေကြားခြင်းမရှိပါဘူး။ Alice က Ellen ရဲ့လက်ကိုတွဲထူလိုက်ပြီးတော့ငါနဲ့အတူသွားကြစို့ဆိုပြီးတော့ Ellen ကိုပြောပြီးတော့ထွက်သွားပါတယ်။တင်းမာမှုတွေပြင်းနေနေတဲ့ဈေးရုံစင်ကြံထက်မှာ Alice ဟာအခြေအနေတွေကိုသူ့လက်ထဲပြန်လည်ထိန်းချုပ်လိုက်ပါတယ်။သူဟာအဖိုးဖြစ်သူနဲ့အခြားသူတွေရဲ့ရှေ့မှာတင် Ellen ရဲ့လက်ကိုဆွဲပြီးထွက်လာခဲ့ပါတယ်။ Ellen ကတော့သူမကိုဘယ်ခေါ်သွားမှလဲဆိုတာမသိပဲ Alice ရဲ့နောက်ကနေလိုက်ပါသွားခဲ့ရတာပါ။သူတို့နှစ်ယောက်ရောက်ရှိသွားတဲ့နေရာကတော့လှပပြီးငြိမ်သက်နေတဲ့ခြံကျဲကြီးတစ်ခုရဲ့အိမ်တစ်လုံးစီကိုပါ။ညချမ်းရဲ့အလင်းရောင်အောက်မှာ Ellen ဟာပတ်ဝန်းကျင်ကိုကြည့်ပြီးဒီနေရာကဘယ်နေရာလဲလို့အံ့ဩတကြီးနဲ့မေးလိုက်ပါတယ်။ Alice ဟာ Ellen ကိုစိုက်ကြည့်ပြီးမင်းဒီနေရာကိုတကယ်ပဲမမှတ်မိတော့ဘူးလားလို့ခန်းစားချက်အပြည့်နဲ့မေးခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့နှစ်ယောက်ရဲ့အတိတ်ကပျော်ရွှင်စရာကောင်းခဲ့တဲ့ပုံရိပ်လွှာတွေက Ellen ရဲ့ခေါင်းထဲမှာပြန်လည်မြင်အောင်လာခဲ့ပါတယ်။စိမ့်လန့်တဲ့တစ်ပင်တွေအောက်မှာတယောက်ကိုတယောက်လက်တွဲပြီးပျော်ရွှင်ရွှင်ပြေးလွှားဆော့ကစားခဲ့ကြတဲ့လူငယ်ဘဝအမတ်တရားတွေဟာအခုဆိုရင်ပြန်လည်နိုးထလာခဲ့ပါပြီ။ဒီနေရာဟာသူတို့နှစ်ယောက်အတွက်ဘလောက်တောင်အသေးပဲရှိခဲ့သလဲ။ Alice ကရောဘာကြောင့် Ellen ကိုဒီနေရာစီပြန်ခေါ်လာခဲ့ရသလဲ။ဒီချိန်မှာပဲအိမ်မိုးတက်သွားတဲ့အခါမှာတော့ဝုံဝုံရုပ်ကလေးအကြီးတစ်ကောင်နဲ့အသေးတစ်ကောင်ကိုခုံပေါ်မှာတွေးလိုက်ရပါတယ်။ Ellen ကအဲ့ဒီရုပ်ကလေးတွေကိုဝမ်းနဲ့အံ့ဩနေတဲ့မျက်လုံးတွေနဲ့လိုက်ပြီးတော့ကြည့်ခဲ့ပါတယ်။ပြီးတော့စပွဲပေါ်မှာအဖြူရောင်နှင်းစီပန်းအိုးလေးလည်းထိုးထားပါသေးတယ်။ဒါကမင်းကိုစောင်းနေရင်နဲ့နေ့တိုင်းငါပြုလုပ်နေတဲ့အလုပ်တွေပါပဲဆိုပြီးတော့ Alice ကပြောလိုက်ပါတယ်